ဘဝမှာဈေးအကြီးဆုံးပေးပြီးဝယ်ဘူးတဲ့အပင်တပင်ရှိတယ်အဲ့ဒါပြောပြအောင်လို့ဘယ်တော့ပေးရလဲဆိုတော့10 သိန်းဟုတ်တယ်နားကြားမမားပါဘူး10 သိန်းပါကျမကတော့စာဖတ်တာမှားသွားလို့ဝယ်ဖိလိုက်တာပါ Facebook ပေါ်မှာ post လေးတစ်ခုတွေ့တယ်ပေါ့နော်အဲ့အပင်ကမိုးကြလို့ရှိရင်ဒီနှစ်မိုးကြရင်ပွင့်มาပြီပေါ့ရေးထားတာကျမမှားဖတ်လိုက်တာ3 သိန်းဆိုပြီးတော့မှယူမဲဆိုပြီးတော့သွားပြောလိုက်တယ်အမေအပင်အောင်တဲ့အန်ဒီကကျေးဇူးတင်လို့တဲ့2 သိန်းတန် Queen အပင်တစ်ပင်မှာလက်ဆောင်ပေးသေးတယ်အဲ့တော့မှကျမတေချာဖတ်ကြည့်တော့10 သိန်းဖြစ်နေတာဒါပေမဲ့ပြောပြီးသားယူမယ်လို့ပြောပြီးသားဖြစ်တဲ့အတွက်ယူလိုက်ပါတယ်အဲ့ဒါကတော့ဒီအပင်မှာရှင်ဒီမှာဒါ2 နှစ်ကမိုးရစပွင့်တာပေါ့နော်ဒါကတော့ဒီနှစ်ဒုတိယမိုးပေါ့ရှင်သူကတော့စကားစိမ်းမျိုးနွယ်ဝင်ပါရှင်ဒါပေမဲ့အပွင့်ကအနီရောင်မှာအနံ့ကတော့ဖြော့လေးပဲမှုေးတယ်ရှင်ဒီမှာအပွင့်နေပါပြီအနီရောင်အပွင့်နေပါဒါလေးတွေကတော့အဖူးလေးတွေပေါ့နော်ဒီမှာအဖူးလေးတွေရှင်ဒီမှာအပွင့်အနီရောင်မှာဒီမှာတပင်လုံးကိုရိုက်ပတ်ပြီးတော့ပြမယ်နော်အပင်ကတော့ဒီ size ပေါ့နော်ရေချ size လိုက်တော့ဒီ size ဖြစ်သွားတာကျမဝယ်တော့ကြတော့ပန်းအိုးလေးနဲ့ပေါ့ပန်းအိုးနဲ့ပေါ့အပင်သေးသေးလေးတော့မဟုတ်ပါဘူးနည်းနည်းကြီးပါတယ်9 ပေအရွယ်လောက်ပေါ့နော်ဟုတ်တယ်ကျမဟို online ပေါ်မှာရှာကြည့်တဲ့အခါကျတော့လည်းလေစင်ကူပြိုးဆိုင်တစ်ခုကနေပြီးတော့ရောင်းလာတာပန်းအိုး size နဲ့အပင်က1 ပေခွဲလောက်ပဲရှိမယ်အဲ့ဒါကိုဒေါ်လာ200တဲ့အခုလောလောဆယ်ကတော့ပန်းအဖြစ်ပဲပေါ့နော်စိုက်ထားရတာပေါ့ဘလို့အသုံးဝင်လဲတော့မသိပါဘူးဒါပေမဲ့အပင်လောကမှာလည်းနော်သူ့ထက်ဈေးကြီးတဲ့ဟာတွေအပင်တွေအများကြီးရှိပါတယ်ရှားပါတဲ့မျိုးစိတ်တွေစုဆောင်းတဲ့သူတွေဂမုံမျိုးနဲ့ဝင်နေစုတဲ့သူတွေဆိုရင်လေအပင်သေးသေးလေးနဲ့တိတ်ကိုရာနဲ့ချီထောင်နဲ့ချီရှိတဲ့အပင်တွေလည်းဟိုရှိပါတယ်ပေါ့နော်ဒါပေမဲ့ကျမအတွက်ကတော့ကျမရဲ့တက်နိုင်တလောက်ထဲမှာပေါ့ဈေးအများဆုံးဝယ်တဲ့အပင်ပေါ့နော်လွန်ခဲ့တဲ့2 နှစ်ခွဲက10 သိန်းပါရှင်အဲ့တော့ရွှေဈေးက32 သိန်းလားမသိဘူးရှင်